မနက်စောစောမှကော်ဖီတောက်မဲ့အစားကျမရင်းနဲ့လည်းညီညွတ်တဲ့ပန်းသီးပြုတ်ရည်လေးကိုအခုလိုလှုပ်တော့ကြည့်ပါဒီလန်းလေးဟာဆိုရင်တရုတ်နိုင်ငံမှာရှင်းနေပေါင်များစွာကလေးကနာမည်ကြီးခဲ့တာပါသူကမနက်ကဘိုက်ထဲမှာဘာမှအစာမရှိတဲ့အချိန်တောက်သုံးပေးမယ်ဆိုရင်ခန္ဓာကိုယ်တွင်းမှာရှိတဲ့မလိုအပ်တဲ့အဆီတွေကိုကျစေတယ်။ဗိစားနေတဲ့သူတွေအတွက်ဆိုရင်လည်းအရန်ကိုအဆင်ပြေပါတယ်။ဒါအပြင်နှလုံးသွေးကြောခြင်းယောဂါတွေ၊ဦးလန်းဆောင်နဲ့ပတ်သက်တဲ့ယောဂါတွေကိုလည်းမဖြစ်အောင်လို့တားဆီးပေးနိုင်ပါသေးတယ်။ဝမ်းမမှန်သွားပြီးတော့ခန္ဓာကိုယ်တွင်းကအပူပုတ်တွေကိုလည်းချစေတာဖြစ်လို့ပရိသတ်ကြီးတို့စိတ်ဝင်စားတယ်ဆိုရင်တော့အခုပြပြပေးမယ့်နီလန်းလေးအတိုင်း live ပြုတ်တောက်ကြည့်ပါနော်။လိုအပ်တာကတော့3ခုတည်းပါ။အကြီးကပစ္စည်းကတော့ပန်းသီးရဲ့ငရုတ်ကောင်းစေကလေးတွေရဲ့ချင်းရဲ့အရင်ဆုံးအနေနဲ့ပန်းသီးကိုအခုလိုမျိုးလေးထုပစ်လိုက်ပါ။သူ့လိုမျိုးခုံကြီးနဲ့ထုကြရတော့မလိုပါဘူးအစိမ့်စိတ်ကလေးတွေချစ်ပေးမယ်ဆိုရင်လည်းရပါတယ်ပြီးရင်တော့ငရုတ်ကောင်းစိတ်လက်တဆုပ်စာထည့်လိုက်ပါအဲ့ဒီပေါ်ကနေအကွင်းလိုက်လှီးထားတဲ့ဂျင်းပြားလေးတွေကိုထည့်ပေးရပါမယ်ဒီသုံးမျိုးစလုံးကိုရေလေးနဲ့ငရောထည့်ပြီးတော့မှပွတ်ပွတ်ဆူလာတဲ့အထိပြုတ်ရတာလေးကိုရင်လေးချမ်းတောက်သလိုတောက်ပေးလိုက်မယ်ဆိုရင်အဆင်ပြေပါပြီတနေ့ကမှတစ်ခွက်ပဲတောက်ပေးရမှာပါတန်းလောင်ကောင်းပြီးတော့ကျမ်းမာရေးအကျိုးကျေးဇူးတွေအများကြီးရလာတာကိုပရိသတ်တို့ကိုယ်တွေ့ခံစားရပါလိမ့်မယ်နော်